ဒီနေ့မှစထွက်တဲ့ရန်ကုန်ပြည်ဒီရက်မြို့ရထားကိုစီးပြီးတော့ပြည်မြို့ကိုတညအိတ်ခရီးသွားမှာပဲဖြစ်ပါရဲ့ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်ထွက်ခွာလာပြီဖြစ်ပါတယ်။ရှေ့ဆက်ရောက်မယ့်ဘူရာမှာတာယာဝီဘူရာဖြစ်ပါတယ်။တင်းကြီးကုန်းဘူရာမှာတာယာဝီဘူရာတို့ရထားမောင်းနေချိန်တနအီမိနစ်40ကြာမြင့်မှာဖြစ်ပါတယ်ရှင်။ဒီရချက်May I have your attention please? The train is going to depart from Tayawadi Station. The next
ချင်းပြန်အတောင်းကန်တယ်တွေ့ရနော်ဟုတ်ကြည့်လိုက်ပါဦးပါ လင်းလာ အားရပဲဖြစ်ပါ၍ငါများနည်းတွင်နေကြပါရဲ့စတကြခဲ့ပါသည်ချစ်သူတွေပါသည်ခင်ဗျာ
တနာရီ20မိနစ်ကြာမှာဖြစ်ပါရဲ့ရှင် ခောက်ချိုးရတော့ပုံကြည့် 拿完了写的没有写，မဟုတ်ဘူးလေမဆိုလဲမြင်မှာပဲဆိုရင်တင်လိုက်တာဟာဟာ မြန်မာပြည်ရထားမြန်မာရောအဲ့ဒီနာကျလို့ရထားမိသားဟွာရိုးရထားလားဟာလား မဟုတ်ဘူးလို့ပြန်သွားမှာလို့ဒီတစ်ခေါက်ပဲလို့ဒီတစ်ခေါက်ကပါဖြစ် ဒီဘူပေါင်းနေပါလားကွာ โอเคဒေါ်လာ ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးပါရှင်ပြည်မျိုးရောက်တော့အဗလင်းဘယ်လိုသွားပြီးဘာတွေလုပ်ခဲ့လဲဆိုတာကိုတော့နောက် vlog မှာတင်ပေးသွားမယ်နော်အဗလင်းတို့ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပေးကြပါအောင်နော် Bye bye thanks for watching